အားလုံးပဲမင်္ဂလာပါကျမတို့ကြော့ပါဒီနေ့ကြော့ပြောမယ့်အကြောင်းအရာလေးကိုမစခင်အတွဲတွေဘာကြောင့်ပြတ်ကုန်ကြရလဲပေါ့ relationship ဆိုတာကခက်ခဲရှုပ်ထွေးပြီးတော့ဒီလိုပြက်လွယ်တဲ့အရာလို့ထင်တတ်ကြရပေါ့ဒါပေမဲ့ဒီလိုမျိုးကိုနှစ်ရှည်လာများတိဆောက်ခဲ့ရတဲ့ relationship တစ်ခုကဘာမှမဟုတ်တဲ့ကိစ္စလေးတွေတိတ်များလာတယ်မဖြေရှင်းရသေးတဲ့ပြဿနာတွေအများများလာလို့ရှိရင်ဒါပျက်စီးသွားတတ်ပါတယ်အဲ့တော့ဒီလိုမျိုးပျက်စီးသွားတဲ့အခါမျိုးကြရင်ကိုကလည်းကို partner နဲ့တေချာ communicate မလုပ်ခဲ့ရဘူးဆိုရင်ဘယ်နေရာမှာဘာဘလို့မှားသွားလဲဆိုတာကိုမသိလိုက်တဲ့အဖြစ်မျိုးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အဲဒါကြောင့်ကြောကဒီဗီဒီယိုလေးမှာ relationship တွေကိုပျက်စီးစေတဲ့အပြုအမူ10မျိုးကိုပြောပြပေးသွားမှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ချိုကြီးတယောက် Friday night တွေကိုထူကျော်လာဖို့ဘော်ရာတစ်တွေလွတ်နေပြီထင်တယ်။ရတယ်အစ်စေ။ယူမီအက်မှာကို့အတန်လေးနဲ့ဟယ်လိုလိုက်ရုံပဲလေ။ယူမီနှလုံးသားချင်းချိတ်ဆက်စို့နံပါတ်1ချက်အနေနဲ့ကတော့ဝိလေချောင်းဘက်တအားလောက်တာပေါ့အဲ့တော့ဝိလေချောင်းဘက်လောက်တယ်ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ partner ကိုတကယ်အတီတွေမေးနေတာမျိုးအတီတွေပြောနေပေမဲ့ကိုကအဲ့ဒါကိုမသိချင်အောင်ဆောင်ပြီးတော့ရှောင်နေတာမျိုးတို့သူ့ကိုလည်းစကားကိုတေချာကောင်းမှပြန်မပြောတာမျိုးပေါ့ဥပမာပြောရရင် तू ကကိုယ့်ကိုတကယ်အလေးနဲ့ထားပြီးတော့ဘဝအတွက်အရေးကြီးတဲ့မေးခွန်းမျိုးတွေမေးနေတယ်ဒါပေမဲ့အဲ့ဒါကိုကိုကအဲ့လိုဝိလေချောင်းဘက်တွေပြန်ပြောတယ်စကားကိုလည်းလေးနဲ့မပြောဘဲနဲ့ပေါ့ပြက်ပြက်တွေကြီးပဲပြောနေတာမျိုးပေါ့အဲ့လိုပြုမှုကိုလောက်ပါများလာလို့ရှိရင်ကိုနဲ့သူနဲ့ကြားထဲမှာဒီလိုမဖြေရှင်းရသေးတဲ့ပြဿနာတွေကိုပဲပို့ပြီးတော့များလာစေပြီးတော့ relationship ကိုတဖြည်းဖြည်းနဲ့ထိခိုက်လာနိုင်ပါတယ်။နံပါတ်2ချက်အနေနဲ့ကတော့ကိုချစ်သူကိုလုံလောက်တဲ့ attention မျိုးလုံလောက်တဲ့ဂရုစိုက်မှုမျိုးမပေးဘဲနဲ့ကိုယ့်ရဲ့စိတ်ကသူနဲ့အတူရှိနေအောင်တခြားကိုပဲအာယုံကပြန့်လွင့်နေရမျိုးပေါ့။ဥပမာပြောရရင်ကိုနဲ့သူနဲ့အတူမုတ်စားနေ coffee ဆိုင်ထိုင်နေဆိုတော့အဲ့လိုမျိုးချိန်မျိုးဆို तू ကကိုသူ့ကို view ဆိုင်တာမျိုးကိုလိုချင်တယ်အဲ့ဒါကိုကသူ့ကိုလည်း view မဆိုင်ဘူးအာယုံလည်းမဆိုင်ပဲနဲ့ game ဆော့နေရမျိုးတို့ဖုန်းကြီးပဲကြည့်နေရမျိုးတို့တခြားလူနဲ့ဖုန်းပြောနေရတို့ message ပို့နေရတို့စတဲ့အပြုအမူတွေကိုပြုလုပ်နေတာမျိုးပေါ့အဲ့တော့ဒီလိုမျိုးတွေလုပ်တာတစ်ခေါက်နှစ်ခေါက်ကကိစ္စမရှိပေမဲ့များလာရင်တော့ကိုနဲ့သူနဲ့ကြားမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့ကိုကပြဿနာတစ်ခုတက်တိုင်းကိုမမှားချောင်းအရန် defensive ဖြစ်ပြီးတော့အငင်းတန်တာမျိုးပေါ့ဥပမာပြောရလို့ရှိရင်ကိုကတခုခုဟိုသွားပြီးမှားလုပ်လိုက်ပြီ။ဒါပေမဲ့ကိုမှားတာကိုလည်းဝင်မခံချင်ဘူး။လုံးဝကိုမမှားပါဘူးဆိုတာကိုအတင်းလိုက်ညင်းနေပြီးတော့ defensive ဖြစ်ပြရတယ်။ကိုမမှားတာကိုတက်တည်အရင်လိုက်ပြနေရမျိုးပေါ့။အဲ့လိုမျိုးတွေကကြာလာလို့ရှိရင်သူတစ်ဖက်လူကလည်းကိုကိုစိတ်ကုန်လာနိုင်ပြီးတော့ကိုအနေနဲ့ကလည်းကိုကသူ့ဘက်ကနေကိုချင်းမစားတော့ဘဲနဲ့တဖြည်းဖြည်းနဲ့ပြတ်ဆဲတဲ့အခြေအနေအထိရောက်လာနိုင်ပါတယ်။ဘက်၄ချက်အနေနဲ့တော့ကိုကတစ်ဖက်လူကိုအရင်ဝေဖန်မိနေရပေါ့။ဥမာပြောရလို့ရှိရင်ဟာမင်းနဲ့ဒီခါဝင်ပန်းအောင်နဲ့လိုက်လည်းမလိုက်ဘူးမင်းအသားရည်နဲ့လုံးဝမလိုက်ဘူးဘာလို့ဝတ်လာတာလဲဟဲ့မင်းကတကယ်ပဲဘိုက်ကြီးလည်းပူနေတာကိုလေ့ကျင့်ကလည်းမလုပ်ဘူးလားဆိုပြီးအဲ့လိုမျိုးတွေပြောတာပြောအဲ့လိုမျိုးတွေကခဏခဏပြောလို့ရှိရင်တစ်ဖက်လူကိုလည်းစိတ်မကောင်းဖြစ်စေတဲ့အပြင်ကိုကြာလာရင် तू ကလည်းကိုယ်နည်းနည်းစိတ်ခုလာပြီးတော့ဒီ relationship ကိုနည်းနည်းလေးပြဿနာတက်လာစေတယ်ပေါ့ကိုယ့်ဘက်ကကြည့်လို့ရှိရင်လည်းကိုကသူ့ရဲ့ပြစ်ချက်တွေကိုပဲအမြဲတမ်းအာရုံစိုက်နေမိရဲ့အတွက်ကြောင့်မလို့ကိုသူ့ကိုဘာကြောင့်ချစ်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ကိုမေ့နေတတ်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့ကိုယ့်ရဲ့စိတ်ကူးတဲ့ချစ်သူပုံစံအတိုင်းဖြစ်အောင်ကိုချစ်သူကိုအတင်းလိုက်လုပ်ယူနေရမျိုးပေါ့ဥပမာပြောရရင်ကိုကတနှောင်ဖြောင်းဖြောင်းနဲ့ body minded type မျိုးကိုကြိုက်တယ်ထားပါတော့အဲ့ဟာကြရင်ကိုချစ်သူကိုသွားပြီးတော့ဂျင်သွားဆော့အောင်ဒီ six pack ထွက်အောင်လုပ်တော့အဲ့လိုမျိုးသွားပြီးတော့တအား push သွားလုပ်တာမျိုးပေါ့ကိုကသူ့ရဲ့ဒီငကိုပုံစံလေးကိုပဲသဘောကျတာမျိုးမဟုတ်တော့ဘဲနဲ့ကိုထားတဲ့ကိုရဲ့စံနှုန်းအနေနဲ့ကိုက်ညီအောင်လို့သူ့ကိုအတင်းလုပ်ယူနေတယ်လို့မျိုးဖြစ်သွားတတ်ပါတယ်နံပါတ်6ချက်အနေနဲ့ကတော့ကိုယ့်ရဲ့အတိတ်ကိုလစ်ယူရှုထားတာမျိုးပေါ့ဥပမာပြောရလို့ရှိရင်ကိုယ့်ရဲ့အရင် relationship မှာတော့အရန်တဝင်းတိုးတတ်တဲ့လူမျိုးပေါ့အဲ့တော့ကိုတဝင်းတိုးတာကြောင့်ပဲသူနဲ့ကိုနဲ့ကပြတ်သွားတယ်အခုဒီ relationship အစ်စ်မှာလည်းဒီလူကိုတအားတဝင်းတိုးနေတယ်အဲ့အတွက်ကြောင့်မလို့အရင်တော့လုပ်ခဲ့တဲ့အမားကိုပဲပြန်ပြီးတော့လုပ်နေမိတယ်ပေါ့ဒုံရင်ပဲအဲ့တော့ဒီလိုမျိုးကိုယ့်ရဲ့အမားတွေကိုမပြင်ဘဲနဲ့လစ်ယူရှုထားလို့ရှိရင်ဒီထက်ပိုဆိုးတာတွေကိုပဲထပ်ပြီးတော့ကြုံလာနိုင်ပါတယ်အဲ့ဒါကြောင့်ကိုအရင်မှားခဲ့ဘူးတဲ့အမားတွေကိုသင်ခန်းစာယူပြီးတော့ပြန်လည်ပြင်ဆင်သင့်တယ်။နံပါတ်9ချက်အနေနဲ့ကတော့တစ်ဖက်လူကိုလိန်ညာတာတို့လှည့်စားတာတို့ပေါ့။အဲ့တော့ဒီလိုမျိုးဒီအချက်ကပေါ့နော်ဒီဒုံတော်တော်များများပြက်ရတဲ့အဓိကအကြောင်းရင်းပဲပေါ့။ဒီလိုလိန်ညာစကားတွေတစ်ဖက်လူကိုချဲလဲတာမျိုးတွေကကိုယ်နှစ်ယောက်ကြားမှာရှိတဲ့ယုံကြည်မှုကိုလုံးဝပျက်စီးသွားစေပါတယ်။တကယ်တော့ယုံကြည်မှုဆိုတာဒီ relationship တွေမှာလုံးဝအရေးကြီးဆုံးအရာဖြစ်တယ်လေ။အဲ့တော့ဒီယုံကြည်မှုဆိုတဲ့အရာပျက်စီးသွားလို့ရှိရင် relationship တစ်ခုကဘလို့မှရှေ့ဆက်ဖို့မလွယ်တော့ဘူး။နံပါတ်8ချက်အနေနဲ့ကတော့တယောက်နဲ့တယောက်အရန်ကိုမာနတွေထားပြီးပြိုင်ဆိုင်တာမျိုးပေါ့။အဲ့တော့ဒီလိုခိုင်မာတဲ့ relationship တစ်ခုကိုလိုချင်တယ်ဆိုလို့ရှိရင်ဘယ်သူကတာတယ်ဘယ်သူကနာတယ်ဆိုပြီးလုပ်နေလို့မရဘူး။အဲ့တော့ဒီလိုမျိုးအဲ့လို
အရန်ပြိုင်ဆိုင်ရတာတွေများလာတဲ့အခါကျရင် stress တွေစိတ်ဖိစီးမှုတွေစိတ်ပင်ပန်းမှုတွေဖြစ်လာနိုင်ပြီးတော့နောက်ဆိုးဆုံးအနေနဲ့တယောက်နဲ့တယောက်စိတ်နာသွားနိုင်တယ်ပေါ့အဲ့တော့ဒီလိုမျိုးဥပမာပြောရလို့ရှိရင်ကိုကကိုသူဖုန်းဆက်မှာကိုလည်းပြန်ဆက်မယ်တို့သူစကားလာပြောမှာကိုကပြန်ပြောမယ်ဆိုရယ်စတဲ့အဲ့လိုမာနတွေမလိုအပ်ပဲနဲ့မာနတွေထားတာကကိုယ့်ရဲ့ relationship ကိုဆိုးဆိုးရွားထိခိုက်လာစေနိုင်ပါတယ်နံပါတ်6ချက်အနေနဲ့ကတော့ကိုကတစ်ဖက်လူကိုလှောင်ပြောင်တာမျိုးပေါ့ကိုကတော့ကိုအနေနဲ့ကဒါဟာတာပဲပျော်စရာအနေနဲ့ပြောလိုက်တယ်ဆိုပေမဲ့သူ့စိတ်ထဲမှာစိတ်ထိခိုက်သွားရမယ်။ဒါမှမဟုတ်သူ့ကိုလည်းလူပုံလဲမှာသွားပြီးတော့အဆက်ကွဲစေတာမျိုးတိတ်ခါကြစေတာမျိုးဖြစ်သွားနိုင်ပါတယ်။ဥပမာပြောရင်ကိုကောင်လေးနဲ့အပြင်မှာထားပါတော့တငယ်ချင်းတွေနဲ့သွားတွေ့ကြရဲပေါ့။အဲ့ချိန်မှာကိုကောင်လေးကို तू က100-130လေးအလုပ်လည်းမရှိဘူးအသုံးလည်းမကျပါဘူးဟဲဆိုအဲ့လိုပြောလိုက်လို့ရှိရင် तू ကောင်လေးရဲ့စိတ်ထဲမှာတော်တော်လေးခံစားသွားရမယ်ပေါ့။ဒီလိုအပြုမှုကလည်း relationship ကိုထိခိုက်စေနိုင်တဲ့အပြုမှုတွေကတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့ကိုယ့်တစ်ဖက်လူပေါ်မှာအရန်ကြီးမျှော်လင့်ထားတာမျိုးပေါ့ဥပမာပြောရလို့ရှိရင်ကောင်မလေးတွေဆိုရင်ကိုကောင်လေးစီက surprise gift လိုချင်တယ်ပေါ့ဒါကိုကောင်လေးကမပေးနိုင်တဲ့အနေထားလောက်မှရှိတဲ့လက်ဆောင်မျိုးလိုချင်နေတာမျိုးတို့ဒါမှမဟုတ်ကိုကတော့စိုးချင်တဲ့လောက်စိုးမယ်သူကတော့ကိုယ်အမြဲတမ်းသစ္စာရှိအမြဲတမ်းတီးခံပြီးတော့အမြဲတမ်းပျော်အောင်ထားတာကိုပဲလိုချင်နေတာမျိုးပေါ့ဒါမှမဟုတ်ရင်လည်းယောက်ျားလေးအနေနဲ့ဆိုရင်လည်းအခုခေတ်မှာဆိုရင်ကောင်လေးတွေကအိမ်အောင်မှုလည်းနိုင်နေရမယ်ဘယ်လိုပညာရည်ချင်းလည်းရှိကောင်းရမယ်ရုပ်လည်းချောရမယ်ကလေးလည်းမွေးဝေးနိုင်ရမယ်အဲ့လို main ကလေးမျိုးတွေကိုလိုချင်တာမျိုးပေါ့အရန် material expectation များနေရမျိုးပေါ့ကိုထားတဲ့ဒီမျှော်လင့်ချက်တွေကလည်းလက်တွေ့ကြဖို့တော့လိုအပ်တယ်ဘာလို့ဆိုတော့ကိုကအရန်မြင့်တာတွေမှန်းထားတယ်အရန်မျှော်လင့်ချက်တွေထားပြီးတော့မဖြစ်လာဘူးဆိုလို့ရှိရင်ဒါကိုနဲ့ကို partner နဲ့ကြားထဲမှာလည်းမလိုလားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်ပေါ့နော်ဒီလိုပြုမှုတွေကိုကိုယ့်ရဲ့ partner ကိုမလုံးမိစေဖို့အတွက်ရည်ရွယ်ပြီးတော့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ် ယူမီနှလုံးသားချင်းချိတ်ဆက်စို့